လိုင်းမနာမည်ကြီးနေဗမာဖွဲဆိုတာဗောနော်အခုကိုဇွဲဘာတွေပြောသားလဲဘာတွေထောက်ပြသွားလဲဘယ်မှာသူတို့သွားတင်နေဆိုတာပြောပြနေတယ်နော်တစ်ချက်လောက်ဗီဒီယိုတွေတစ်ချက်နားထောင်ကြည့်ပါမိတ်ဆွေတို့ရေနော်ဘ ഹു တုတရစီရမယ်နော်အမျိုးဘာသာသာသနာဆိုတဲ့ဒီထိုင်းမှာ9 brother 9 BGS ဆိုပြီးတော့ဖွဲ့တယ်ဗောနော်ဗမာဖွဲ့ 9 BFG သူများတွေကတော့ဗာဖြစ်တယ်ညာဖြစ်တယ်ဗောနော်ကျွန်တော်ကတော့အဲ့ဒီဗမာတွေစုဖွဲ့တာကိုကြိုးဆိုပါတယ်ဗမာဆိုဗမာအဖွဲ့ရှိရတာဗောဗျာအဲ့တော့ဗမာအဖွဲ့ကသူတို့ရဲ့ခေါင်းဆောင်ကတောင်ကူသားလို့ရေးထားတယ်ဗျာကိုတီဟလားမသိဘူးကျွန်တော်သူ့အကောက်လေးလည်းဝင်ကြည့်လိုက်တယ်တောင်ကူသားလို့ဆိုပါဦးဒါတပင်းရွှေဒီရဲ့မျိုးဆက်ပေါ့ဗျာတောင်ကူလေးမာယာပြည့်ရှင်ဘရင်တော်မင်းတရားကြီးရဲ့မျိုးဆက်ပေါ့ဗျာကျွန်တော်ကတော့သဘောကျပါတယ်ဘာပဲပြောတောင်ကူအင်ပါယာကိုပြန်ဖြစ်ချင်တဲ့တက်ကြွတဲ့ချက်ဖလူငယ်တွေပေါ့ဗျာ okay right တိုက်တယ်ဒါပေမဲ့ပြောပြချင်တာကမင်းအောင်လိုင်ကအမျိုးဘာသာသာသနာကိုအသုံးချပြီးတော့မှမင်းအောင်လိုင်မတိုင်ခင်1962ခုနှစ်နော်61ခုနှစ်မှာနိုင်ငံတော်ဘာသာကိုဗုဒ္ဓဘာသာဖြစ်ပြောင်းလဲပြီးတော့မှအမျိုးဘာသာသာသနာဆိုတဲ့မှိုင်းရ1962ခုနှစ်ကနေစခဲ့တာ2026ထိရှိသွားပြီအဲ့ကောင်တွေအမျိုးဘာသာသာသနာဆိုတာကိုစလိုက်တဲ့အချိန်ကနေစပြီးတော့မှအမျိုးဘာသာသာသနာသိခါကြတာခုတည်းပဲအမျိုးဘာသာသာသနာဆိုတဲ့1962ခုနှစ်ဦးနုကနေစလိုက်တဲ့အမျိုးဘာသာသာသနာကအခုချိန်ထိအမျိုးဗမာလူမျိုးဗုဒ္ဓဘာသာကိုသိခါကိုကြတာအဲ့တော့ဗမာလူမျိုးနဲ့ဗုဒ္ဓဘာသာတွေသိခါကြတာကဘသူကြောင့်လဲဗမာတွေကြောက်လားဗုဒ္ဓဘာသာတွေကြောက်လား no မဟုတ်ပါဘူးဒီအမျိုးဘာသာသာသနာဆိုတဲ့အာနာရှင်လူရန်စားတရဲကြောက်ဗမာတွေသိခါကြနေတာဖြစ်ပါတယ်အဲ့တော့ပြောပြချင်တာက 9BG ရဲ့ညီလေးတို့မင်းတို့ကဗမာသွေးစစ်တယ်ဆိုရင်ကျွန်တော်ပြောပြမယ်မင်းတို့ကဗမာသွေးစစ်တယ်ဆိုရင်ဗမာသိခါကိုဆယ်ရမယ်နော်ဘိုးကျောင်းဆန်းရေးဆွဲခဲ့တဲ့လမ်းစဉ်တွေကိုအကောင့်ထဲပေါ်ရမယ်ဘိုးကျောင်းဆန်းပြောခဲ့တဲ့ကရင်တစ်ချက်ဗမာတစ်ချက်ရှမ်းတစ်ချက်ဗမာတစ်ချက်ဒါတွေကိုမင်းတို့အကောင့်ထဲပေါ်ရမယ်မင်းတို့ဗမာသွေးစစ်တယ်ဆိုရင်အဲ့တော့မင်းတို့အကောင့်ထဲပေါ်လို့ရတဲ့နေရာတနေရာငါပြောပြမယ်အဲ့ဒါကတော့ BBN လေးဖြစ်တယ်နော်ဗမာအမျိုးသားတက်မတော်ရှိတယ်နော်အဲ့ဒီအဖွဲ့ကိုမင်းတို့ join ပြီးတော့မှမင်းတို့ဗမာဂုံသိက္ခာကိုသွားကာကွယ်ကွာမျိုးဘာသာသာသနာဆိုပြီးတော့မင်းအောင်လိုက်ဖင်နေကုန်းကုန်းခံနေရင်တော့အဲ့ဒါဆိုရင်တော့မင်းတို့မျိုးဘာသာသာသနာမင်းတို့မပြောနဲ့သိလားနော်အဲ့ဒါဆိုရင်တော့မင်းတို့မျိုးဘာသာသာသနာမပြောနဲ့မင်းတို့ကဘောမအဲ့ဒါဆိုရင်မင်းတို့ကဘောမနော်ဘောကိုမျိုးဘာသာသာသနာနဲ့ကာထားတာငါတို့ကဗမာလူမျိုးဗမာအဖွဲ့ဖွဲ့တာဘာဖြစ်တယ်ညာဖြစ်တယ်အဲ့တော့ပြောပြချင်တာမင်းတို့ဗမာအဖွဲ့ဖွဲ့လို့ရတယ်မင်းတို့ဗမာတွေငါတို့လည်းဗမာတွေကွာကိုယ့်အဖွဲ့တာဘာဖြစ်ဘယ်သူ့ကိုယူဆိုင်ရမှာဟုတ်လားဒါပေမဲ့သူများကိုမထိခိုက်ရင်ပြီးရောပေါ့မဟုတ်ဘူးလားတိုးတော်လည်းပဲအခုချိန်မှာငါတို့ဗမာတွေ1962ခုနှစ်အာနာရှင်ကနေပြီးတော့မှ2026အာနာရှင်ထိအမျိုးဘာသာသာသနာသည်အာနာရှင်တွေလက်ထဲမှာသိခါကြနေတာဖြစ်နေပါတယ်အဲ့ဒါကိုမင်းတို့တကယ်ကာကွယ်ခြင်းလဲဆိုရင်မင်းတို့ BBN လေးနဲ့ join ပါနော်မင်းတို့ဗမာတက်ရှိတယ် BBN လေးနဲ့ join ပြီးတော့မှဒီအမျိုးဘာသာသာသနာကိုဖျက်ဆီးနေတဲ့စစ်ကောင်စီစစ်အာဏာရှင်တွေကိုမင်းတို့တော်လှန်သိလားအဲ့ခါကျရင်မင်းတို့ကအလေးပြုံနေတော့မကောက်ထိုင်မှာကြော့မယ်ကွာစောင်းရမ်းကောင်းတဲ့ဗမာတွေဖြစ်လက်ခံတယ်ကွာ